Hello, welcome back. အားလုံးပဲ2026အတွက်ကို planning ဆွဲကြပြီးပြီလား2026ကိုဘာတွေယူဆောင်သွားဖို့တွေးထားလဲနောက်တစ်ခုက2025မှာရောကိုယ့်ရဲ့မကြိုက်တဲ့အရာတွေဘာတွေကိုခြံထားခဲ့ဖို့စီစဉ်ပြီးပြီလဲ Okay ဒီနေ့ကတော့ကျမစီမှာပေါ့နော်ကျမကိုယ်တိုင်မကြိုက်တဲ့ကျမကိုယ်တိုင်မကြိုက်တဲ့အရာလေးတွေကိုကျမ2025မှာခြံထားဖို့ပြောပြပေးမှဖြစ်ပါတယ်ပထမဆုံးနံပါတ်1တစ်ချက်ကတော့ကျမအားနာတတ်တာလူတွေကိုအားနာတတ်တာကိုကျမခြံထားခဲ့ကြပါတယ်2025မှာအားနာပြီးတော့မပြောထွက်တာတွေအားနာပြီးတော့ကူညီတာတွေအားနာပြီးတော့တခုခုဆိုလို့ရှိရင်ငွေကြေးအဓိကကတော့ငွေကြေးကိစ္စတွေလည်းပါတာပေါ့နော်အဲ့လိုကိစ္စတွေဆိုလို့ရှိရင်မပြောဖြစ်ဘူးပေါ့နော်အလုံးနဲ့ပတ်သက်တဲ့ဟာတွေကိုတော့သိအားမနာတတ်ဘူးဆိုပေမဲ့ငွေကြေးကိစ္စနဲ့ပတ်သက်တာတွေဆိုလို့ရှိရင်ကျမအားနာတတ်တာအားနာတတ်လို့ကိုယ်တိုင်ရောပြည့်စုံနေတဲ့သူမလို့လားဆိုတော့လေကိုယ်တိုင်ကမပြည့်စုံမှန်းနဲ့သူများကိုဖြည့်ချင်တာပေါ့နော်အဲ့တော့ကိုလည်းတော်တော်နဲ့မပြေလာဘူးသူများကိုဖြည့်ပြီးတော့လည်းမပြေဘဲနဲ့ဖြည့်နေတော့လေသူများလည်းပြဝမရဘူးပေါ့နော်အဲ့တော့ပထမဆုံးချက်အနေနဲ့ကတော့အားနာတာကိုကျွန်မပြင်မယ်လို့တွေးထားတယ်တခုခုဆိုလို့ရှိရင်ကျွန်မနောက်ဆိုလို့ရှိရင်အားနာမှာမဟုတ်ဘူးကျွန်မပြောကြရှိတာတွေကိုပြောမှာလိုမျိုးဒီငွေကြေးကိစ္စပဲဖြစ်ဖြစ်လူမှုရေးကိစ္စပဲဖြစ်ဖြစ်ပေါင်းတဲ့ဆက်ဆံရေးကိစ္စတွေမှာပဲဖြစ်ကျွန်မအားနာပြီးတော့ဘာမှဆက်ပြီးတော့သွားမှာမဟုတ်တော့ဘူးတခုခုဆိုလို့ရှိရင်ပုံမှန်လည်းနဲ့ပြောမယ်ပေါ့နော်အဲ့ဖက်နဲ့အဓိကတော့အဲ့ချိန်တွေကိုသူများကိုလှုပ်ပေးရတာတွေဖဲ့ပေးတာတွေဒုက္ခခံတာအများကြီးရှိပေါ့နော်အဲ့ဒီဟာတွေအကုန်လုံးကျွန်မ boundary ထားပြီးတော့ပဲနေမယ်ပေါ့နော်နောက်တစ်ခုကကြတော့ကိုယ့်ကိုချစ်တတ်ဖို့ပေါ့နော်ကျွန်မကိုယ့်ကိုမချစ်တတ်တာပေါ့ချစ်တော့ချစ်တယ်မချစ်တတ်ဘူးဆိုရင်လိန်တာပေါ့နော်ချစ်တော့ချစ်တယ်ဆိုတာအဲ့လိုကျမအောင်စားတာတို့ကျမအောင်အဲ့လိုမျိုးကျမအောင်စားတာပေါ့နော်အဓိကတော့စားတာလေးနဲ့ကိုကျမကြီးကိုထိန်းတယ်အဲ့ဒါကကြတော့ကို grow up ဖြစ်အောင်နေတာတို့ပြီးလို့ရှိရင်ကို learning နေဆိုစဉ်းစားမပြတ်လုပ်နေတာတို့အဲ့လိုမျိုးဟာလေးတွေတော့ကျမချစ်တယ်ဒါပေမဲ့မချစ်တာဘာလဲဆိုအလုံးနဲ့ပတ်သက်လာလို့ရှိရင်အခုစေးရုံတက်တယ်ကွာအဲ့စေးရုံတက်နေရင်ကျမအလုံးလုံးနေတတ်တာတို့ပြီးအခုစေးရုံတက်တယ်ခဏနေကျမအလုံးရောက်သွားတာတို့အဲ့ဒီလိုမျိုးဟာတွေကိုကျမအတက်နိုင်ဆုံးပြင်ချင်တယ်အလုံးနဲ့ပတ်သက်လာလို့ရှိရင်ကိုထအလုပ်ကိုဦးစားပေးမိတာတွေကျမမကြိုက်ဘူးအဲ့ဒါကိုတော့အဓိကပြင်ချင်တယ်ပေါ့နော်ပြီးလို့ရှိရင်အချိန်ခါရမသိဘူးကျမအလုပ်လုပ်ချင်တယ်ကျမ idea တွေထွက်တယ်ကျမထလုပ်တတ်တယ်အဲ့လိုမျိုးအလုံးနဲ့ကိုနဲ့24 hour ခေါင်းထဲမှာအလုပ်ကိုထည့်ထားတတ်ပြီးတော့ကိုယ့်အတွက်ကိုအချိန်ကိုနေတာပေါ့နော်ကျမရဲ့အတွက်စားတာတောက်တာကတော့တမျိုးပေါ့နော်ကိုယ့်အတွက်ကိုပေးတဲ့အချိန်အရင်နေနေတာကိုကျမမကြိုက်ဘူးအဲ့ဒါကိုကျမထားခဲ့မယ်နောက်တစ်ခုကစကားတွေအများကြီးမပြောချင်တာပေါ့နော်လူတွေနဲ့တွေ့လို့ရှိရင် communication မလုပ်ချင်တာအဲ့ဒါလေမြန်မာနဲ့လည်းမလုပ်ချင်ဘူးဂျပန်နဲ့လည်းမလုပ်ချင်ဘူးတခြားနိုင်ငံသားနဲ့လည်းမလုပ်ချင်ဘူးအဲ့လိုမျိုးဘယ်သူနဲ့မှစကားမပြောချင်တာအဲ့လိုကိုယ်လာမပြောရင်လည်းမပြောဘူးကိုကစပြောလည်းမပြောဘူးအဲ့ဒါကြီးကိုကျွန်မပြင်ချင်တယ်အလုပ်တွေလည်းရှေ့ချောင်းအများကြီးလုပ်ဖို့တွေးတယ်ကျွန်မအနေနဲ့လည်းfounder တယောက်အနေနဲ့လည်းစပြီးရက်တည်နေပြီအဲ့တော့ကရှေ့လျှောက်လည်းဒီထက်ပိုပြီးတော့လမ်းကြောင်းတွေဖောက်ဖို့တွေးထားတဲ့သူတယောက်အနေနဲ့ဆိုလို့ရှိရင်စကားများများပြောဖို့လိုတယ်ပေါ့နော်စကားများများပြောဖို့ဆိုတဲ့စကားများရင်အမှားများတာတော့ဟုတ်တယ်ဒါပေမဲ့အမှားမများအောင်ချင့်ချိန်ပြီးတော့ပြောချင်တာအဲ့လိုအပိုတွေကိုပြောတာမဟုတ်ဘဲနဲ့လိုအပ်တာတွေကိုပြောဖို့ကျမအပိုလည်းမပြောဘူးလိုတာလည်းမပြောဘူးဖြစ်နေတဲ့ခါကျတော့လုံးဝကြီးတိတ်ဆိတ်ပြီးတော့အဲ့လိုမျိုးဘယ်သူမှစကားမပြောဘဲနဲ့ကိုယ့်လုပ်ကိုပဲဖိလုပ်နေတဲ့ပုံစံမျိုးကြီးဖြစ်နေတာပေါ့နော်အဲ့တော့ communication ကတော်တော်လိုအပ်နေတယ်အဲ့ဒီဟာကိုကျွန်မခြံထားခဲ့ခြင်းနဲ့အဲ့ဒီဟာကိုစူးစမ်းမယ်ဒါတစ်ချက်ပေါ့နော်နောက်တစ်ခုကကြတော့ကိုယ့်ကိုပထမဦးစားပေးထားဖို့ကျွန်မချစ်တဲ့သူတွေကိုအမြဲတမ်းဦးစားပေးထားတတ်တာပြီးလို့ရှိရင်ကိုယ့်ပေါ်ကောင်းတဲ့သူတွေဆိုလို့ရှိရင်အဲ့ကောင်းတဲ့သူတွေကိုရှေ့ထားပြီးကိုကနောက်ရောက်သွားတာအဲ့ဒီဟာတွေကိုကျွန်မပြင်မယ်ကျွန်မအဲ့ဒါကိုထားခဲ့တော့မှာ2025မှာကျွန်မအဲ့ဒီအကျင့်ကိုလည်းထားခဲ့မယ်ကိုယ့်ကိုအမြဲတမ်းပထမထားတတ်အောင်နေမယ်တခုခုဆိုလို့ရှိရင်ကိုအကြောင်းကိုနစ်နာသွားမှာကိုဆုံးရှုံးသွားမှာကိုပင်ပန်းသွားမှာအဲ့ဒီဟာတွေကိုဦးစားပေးနေနဲ့ထားမယ်ကျမတကူကောင်းဆန်ဖို့ပြောတာမဟုတ်ဘူးတကူကောင်းဆန်ဖို့
တွေကိုကျွန်မတွေးတာမဟုတ်ဘူးတော့ပေမဲ့ကိုကိုတော့ first ထားတဲ့နေပေါ့နော်အားလုံးနဲ့မှာကိုကအရေးကြီးတယ်ကွာကိုကောင်းနေမှာကိုအဆင်ပြေနေမှာတခြားသူတွေကိုကိုကလှုပ်ပေးနိုင်မှာအဲ့ဒါတွေကိုကျွန်မကတွေးတာထပ်ဘူးလောလောဆယ်ကိုလည်းမကောင်းတခြားသူတွေကိုလည်းလှုပ်ပေးနေတယ်ဆိုတဲ့အခါကျတော့ဟိုတပင်တပင်ရကွာတတိချာချာလဲအဖူးပွင့်နေလည်းမဖြစ်သေးဘူးဝေးချာချာလည်းမဖြစ်သေးပဲနဲ့အခုဒီမှာရှိတဲ့အပွင့်သေးအရွယ်သေးလေးကနေပြီးတော့ပေးနေတော့လေတေချာလည်းမိုးမလုံနေမလုံဖြစ်နေရကွာဆိုတော့အဲ့လိုပုံစံမျိုးမဖြစ်အောင်ကိုလည်းပထမဆုံးဦးစားပေးမယ်တချို့ဟာတွေဆိုလို့ရှိရင်လည်းမကောင်းတာကိုမကောင်းတာမှန်းသိရဒါပေမဲ့မကောင်းမှန်းသိပေမဲ့လည်းလှုပ်ပေးနေတဲ့အချင်းရှိနေတဲ့ဟာကိုတက်နိုင်ဆုံးပြင်မယ်ပေါ့နော်နောက်တစ်ခုကလေboundary ထားမှာပေါ့နော် boundary ထားမှာအဲ့ဒါကြတော့လေလုပ်ဖို့ကိုင်ပတ်တွေပဲဖြစ်ဖြစ်ပေါ့နော်အလုပ်လုပ်တဲ့ဒီ partnership တွေနဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဝန်ထမ်းတွေနဲ့ပဲဖြစ်ဖြစ်တငယ်ချင်းပေါင်းတွေနဲ့ပဲဖြစ်ဖြစ်ကျွန်မ boundary ထားတယ်ပေါ့နော် boundary ထားမယ်ပေါ့နော်အရင်တော့ကလည်း boundary ကတော့ထားပါတယ်ဒါပေမဲ့ဒီချက်ပို့ပြီးတော့ကန့်သက်ချက်တွေနဲ့ထားပြီးတော့သွားမယ်ပေါ့နော်ဘာလဲဆိုတော့ကိုက boundary မထားတဲ့အခါကျတော့ကိုကအရန်ကိုလှုပ်ပေးနေရယ်ကိုကအရန်ကိုတခုဆိုတော့ဝန်ထမ်းတယောက်လာတယ်အင်တာဗျူးရင်တောင်မှဒီဝန်ထမ်းအဆင်ပြေပါမလားဆိုတဲ့ဟာအရင်တွေးပြီးတော့ view တဲ့ဟာမျိုးပေါ့နော်အဲ့လိုဟာမျိုးတွေဆိုလို့ရှိရင်တချို့ဟာတွေကို boundary ထားမယ်ပြီးလို့ရှိရင်အင်တာဗျူးတဲ့သူတို့ရဲ့တောင်းဆိုချက်တွေကိုကိုယ့်ဘက်ကလိုက်လျောပေးနိုင်လိုက်မျောပေးနိုင်ဆိုတာထက်ကိုသူတို့အဆင်ပြေဖို့ကိုကကိုတွေးပြီးတော့လုပ်ပေးတတ်တာမျိုးပေါ့နော်အဲ့ဒီဟာတွေဆိုလို့ရှိရင်ကျွန်မအတက်နိုင်ဆုံး short ချတော့မယ်အဲ့တော့ boundary ကအဲ့လိုနေရာမျိုးတွေမှာလည်းအဓိကထားမယ်ပြီးတော့လုပ်ဖို့ကိုင်ဘက်မှာကိုယ့်ရဲ့အငယ်တွေပြီးလို့ရှိရင်ကိုယ့်ရဲ့ဝန်ထမ်းတွေဆိုလို့ရှိရင်ကိုကဒီနေရာမှာကိုကfounder ပါကိုကအကြီးပါဆိုတဲ့နေရာမျိုးနဲ့မနေဘဲနဲ့တကယ်ချင်းပေါင်းတဲ့လူမျိုးပေါင်းတဲ့နေထိုင်တတ်တာတွေပြီးလို့ရှိရင်ကိုယ့်ရဲ့ဆွေမျိုးညီကိုမောင်နှမတွေလူမျိုးပေါင်းတဲ့နေထိုင်တတ်တာတွေအဲ့ဒီဟာတွေကိုအတက်နိုင်ဆုံး boundary လေးတစ်ခုထားပြီးတော့မကူညီတာမဟုတ်မလုပ်ပေးတာမဟုတ်ဘူးလုပ်ပေးမယ်ကူညီမယ်လုပ်ပေးချင်ရှိတာကိုလည်းလုပ်ပေးမယ်တို့ပေမဲ့ကိုယ့်အတွက်ကိုအချိန်ပေးနိုင်အောင်လို့တချို့ဟာတော်တော်များများ boundary ထားမယ်လို့ဆိုပြီးဆုံးဖြတ်ထားတယ်ဒါကတော့2025မှာကျွန်မခြံခဲ့မဲ့အရာလေးတွေပေါ့နော်အဲ့တော့ကလေအဲ့ချိန်မှန်လားအဲ့ဒါကိုလည်းကျွန်မထားခဲ့ရမယ်ကျွန်မအဲ့ချိန်မှန်အောင်ကျင်းရမယ်2026ပြောတာ2026မှာလုံးမ plan နေရလဲအများကြီးအိတ်ဖို့ဆိုတာအခုချိန်မတွေးထားရသေးဘူး plan နဲ့ရင်သူကပြီနေဒါလည်းထဲ့ကိုထည့်ရမယ်အရာထဲမှာပါတယ် okay ဆိုတော့ကနောက်ထပ်ဗီဒီယိုတွေမှာတွေ့ကြမယ် see you in the next video bye bye